အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့ပြောချက်အားလုံးပဲမင်္ဂလာပါ Hello everyone အားလုံးပဲမင်္ဂလာပါတာရီဆောပါကျွန်တော်တို့ A2 Club ပါကျွန်တော်ဒီနေ့ပြောကြတဲ့တခုရှိတယ်ပေါ့နော်ကျွန်တော်တရှင်းအသိထွက်တာလည်းကြာပြီအဲ့တော့ကျွန်တော်ဒီလတဲ့18ရက်နေ့မှာကျွန်တော်စေဘုတ်တိတိပါဝင်တဲ့အခွေလေးထွက်ပါမယ်အဲ့တော့ကျွန်တော်တီးတဲ့လူပဲဖြစ်ဖြစ်မတီးတဲ့လူပဲဖြစ်ဖြစ်ကျွန်တော်18ရက်နေ့ထွက်လာလို့ရှိရင်ကျွန်တော်ဝေဖန်နားဆင်သုံးသပ်ပေးလို့ရပါတယ်ရှင်းနေရတော့အဲ့တော့ကျွန်တော်ရဲ့ obviously YouTube channel နဲ့တခြား streaming platform တွေအကုန်လုံးမှာဝင်ရောက်နားဆင်ပေးလို့ရမှာဖြစ်ပါတယ်အဲ့တော့18ရက်နေ့ထွက်လာလို့ရှိရင်ကျွန်တော်ဝေဖန်နားဆင်ပေးကြပါသုံးသပ်ပေးကြပါအားလုံးပဲကျေးဇူးအများကြီးတင်ပါတယ် see you ပါငယ်ရွယ်မှုကငါပစ်စိမ်မနာကိုလိုက်အရှိန်တွေကိုငါပြုံးတည်ရင်နဲ့နောင်တတဲ့တစ်ခွေတစ်ပိုင်းမိရင်ရမသေးချလို့နဲ့ငါနာခဲ့တွေ့ဘယ်ရကိုငါဖန်ဆုပ်ကိုင်ထားရမလဲလောကကြီးရဲ့သင်္ကန်းစာလူတွေတည်သေးခဲ့တဲ့ကြား